Orina sini koran atadum taduna sini kederian dalena tesi nalika wadina da myasa bya ye somaအမြတ်ဒေါသကြီးမားတဲ့ပုဂ္ဂိုလ်တွေကြမ်းဖက်တဲ့ပုဂ္ဂိုလ်တွေအမြတ်ဒေါသမထားဘဲနဲ့မေတ္တာမပြတ်ဒီကံချင်းခွင့်လွှတ်ခြင်းနဲ့ပဲအနိုင်ယူရမယ်လို့ဒါမြတ်စွာဘုရားရဲ့အဆုံးအမပဲမြတ်စွာဘုရားအဲ့ဒီလိုမြေဒေါသကြီးမားတဲ့ပုဂ္ဂိုလ်ကိုဒီကံခွင့်လွှတ်ခြင်းနဲ့အနိုင်ယူလိုက်လို့ရှိရင်ပြဿနာအေးချမ်းသွားတာဟာသိချာတယ်ဟုတ်အေးချမ်းသွားတယ်တော့မဟုတ်လို့ရှိရင်ပြဿနာဆိုတာရှင်ကြီးကတစ်ချက်ခောက်ရင်နောက်ထပ်ရှင်ကနှစ်ချက်ခောက်မယ်ဆိုတာမျိုးတုံ့ပြန်လာတဲ့သာရမ္ဗလို့ခေါ်တဲ့ဒီလက်စားချေတဲ့အမှုမျိုးတွေဆိုတာလောကမှာရှိတယ်မင်းကတစ်ခုလုပ်ရင်ငါနှစ်ခုလုပ်မယ်မင်းကထုံးတဲ့ရရင်ငါဒါနဲ့ခုံးမယ်ဆိုတဲ့အဲ့ဒီလိုတုံ့ပြန်မှုမျိုးတွေနဲ့တန်တရားမှာဖြည့်ရှင်းလို့မရဘူးတဲ့အကောရိဏစီနေကောရံအတ္တာဒုံသာဓုနာစီနေမကောင်းတဲ့လူကိုလည်းမိမိကကောင်းတဲ့အနေထားတစ်ခုဖြင့်အောင်နိုင်ဖို့ကြိုးစားပါစီနေကတရိယန္တာနေနအလုံးကိုနှမျောတတ်တဲ့ပုဂ္ဂိုလ်ကိုလည်းပဲပေးကမ်းခြင်းဖြင့်အနိုင်ယူပါလို့သစ္စေနာလိကဝါရိဏလိညာပြောဆိုတတ်တဲ့ပုဂ္ဂိုလ်ကိုအမှန်ကန်ပြောဆိုခြင်းဖြင့်နိုင်ယူပါလို့ဆိုတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာလောကလူတွေယုံကြည်ခြင်းနဲ့ဆန့်ကျင်ဘက်ဖြစ်တယ်။အဲ့ဒါမှဆန့်ကျင်လို့လူတွေဟာဒါကိုလုပ်ရင်အောင်မြင်မလားလို့တန်တရားတောင်ဖြစ်နိုင်တယ်။မဟုတ်ဘူး။မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းလိုက်နာမယ်ဆိုရင်နှစ်ဦးနှစ်ဝအလွန်ကောင်းမြတ်တဲ့စိတ်နှလုံးအေးချမ်းမှုကိုရရှိနိုင်တယ်။သိချာပါပဲဖြစ်တယ်။အဲ့ဒါလို့တုံ့ပြန်မှုမပြုဘဲနဲ့ဒီကံခွင့်လွှတ်ခြင်းမေတ္တာမပြည့်နေထိုင်ခြင်းအားဖြင့်လှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်ကြမလှုပ်ဖဲနဲ့ငုံခံတာကိုဆိုလိုတာမဟုတ်ဘူးလှုပ်တဲ့လှုပ်ထိုက်တာတွေကိုလှုပ်တယ်ဆိုပါစို့တစ်ဖက်သားကဆွဆွဲလာတယ်မဟုတ်မတရားတွေပြောလာလို့ရှိရင်မြတ်စွာဘုရားကအေးပြောချင်တာပြောပါစေငုံခံလို့ဒီလိုမပြောဘူးတုံ့ပြန်ဖြေရှင်းချက်ကိုတော့ပေးရသို့တော့အဲ့ဒါလို့မဟုတ်မတရားပြောဆိုတဲ့စကားတွေဟာ9ရက်တဲ့ပိုမပိုနောက်ဆုံးမှာသူတို့ရဲ့ဇေယိတ်နဲ့သူတို့ပဲပြန်ပြီးတော့အလွယ်မှာပဲကိုပြန်ရောက်သွားကြတာများအဲ့တော့မြတ်စွာဘုရားကတုံ့ပြန်ပြောရမယ်လို့ဆိုအဘုဒ္ဓံတော့နိဗ္ဗေတိတ္တမမှန်ဘူးဆိုရင်မမှန်တဲ့အကြောင်းရှင်းလင်းဖော်ပြဆွဆွဲတာဆိုလို့ရှိရင်မမှန်ရင်မမှန်တဲ့အကြောင်းအဲ့ဒီလိုမမှန်ကန်တဲ့အကြောင်းပြောလာမယ်ဆိုလို့ရှိရင်လည်းဖြေရှင်းရမယ်ဆိုတဲ့မြတ်စွာဘုရားဟောကြားတဲ့ဆုံးမတဲ့စကားအမှန်တမ်းမှတ်သားစရာကောင်းတယ်ဒီသဘောမျိုးပဲဒီနေရာမှာပဲဗြဟ္မဇာလတုတ်အစပိုင်းမှာဘုရားဘာသာဝင်တို့လိုက်နာဖို့အတွက်မြတ်စွာဘုရားဆုံးမအေးဖရာတရားတန်ခါရဏသုံးပါးကိုကဲ့ရဲ့ရှုချပြည့်တဲ့စကားပြောလာမယ်ဆိုလို့ရှိရင်စိတ်မဆိုးနဲ့နံပါတ်1ကစိတ်မဆိုးနဲ့ဘာကြောင့်လဲမင်းတို့စိတ်ဆိုးနေလို့ရှိရင်အမှားမှန်ကိုသိမှာမဟုတ်ဘူးစိတ်ဆိုးခြင်းဟာကိုယ့်အတွက်ရင်နဲ့နှလုံးထဲမှာငြိမ်းချမ်းမှုကိုဆုံးရှုံးစေတတ်တာဖြစ်ကိုယ်တိုင်ကစပြီးကိုယ့်ရဲ့စိတ်နှလုံးအေးချမ်းမှုကဆုံးရှုံးသွားမှာဖြစ်တယ်ဒါကြောင့်စိတ်မဆိုးနဲ့စိတ်ဆိုးနေလို့ရှိရင်အမှားမှန်ဝေဖန်ခွဲခြားနိုင်စွာရှိမှာမဟုတ်ဘူးအဲ့ဒီဝေဖန်ခွဲခြားနိုင်စွာမရှိခြင်းဟာလည်းထပ်မံဆုံးရှုံးခြင်းတစ်ခုပဲဖြစ်တယ်ဒါကြောင့်မို့မမှန်ဘူးဆိုရင်မမှန်ဘူးလို့ရှင်းပြရအဘုဒ္ဓတော့နိဗ္ဗေတိတ္တဗဟံတို့ဒီကျင့်စဉ်တစ်ခုဟာဧဝဓမ္မကဘာကျော်တဲ့မြတ်စွာဘုရားရဲ့တကယ်ငြိမ်းချမ်းတဲ့ကျင့်စဉ်တစ်ခုဖြစ်တယ်ဒီကျင့်စဉ်နဲ့ပဲလိုက်နာကျင့်သုံးကြလက်တွေ့ကျင့်သုံးကြရမှာဖြစ်တယ်နော်ဒီနေရာမှာဆုတောင်းလို့ပြောတာမဟုတ်လက်တွေ့ကျင့်သုံးမှုပြောနော်ဘ
ကိုလုံးဝမဲ့အလုပ်ဟာလက်တွေ့ကျင့်သုံးခြင်းသာလည်းဖြစ်တယ်တခါတစ်ဖက်သားကကိုယ်ချီးကျူးမြောက်စားပြောလို့ရှိရင်လည်းပဲဒါလည်းအန္တရာယ်တစ်ခုပဲမြတ်စွာဘုရားကကိုယ်ချီးမွမ်းနေဆိုရင်လည်းချီးမွမ်းလို့ဆိုပြီးဘဝင်မြင့်ပြီးတော့စိတ်တွေတက်ကြွမောက်မာပြီးမသွားနဲ့တဲ့အဲ့ဒီလိုဘဝင်မြင့်သွားမယ်ဆိုလို့ရှိရင်သင်တို့ရဲ့ယင်ထဲမှာအန္တရာယ်တစ်ခုဖြစ်လာအမှားမှန်ဆိုတာခွဲခြားသိနိုင်စွမ်းရှိမှာမဟုတ်ဘူးဒါကြောင့်မို့ကိုယ့်ကိုချီးမွမ်းနေတဲ့စကားတစ်ခုဟာသူဟာအမှန်ကန်ချီးမွမ်းတာလားအပူရီပြောနေတာလားဆိုတာကိုယ့်ကိုသိဆုံးမယ်အဲ့တော့အမှန်ကန်ဆိုလို့ရှိရင်ဘူတံဘူဒတော်ပဋိစ္ဆာနိတ္တမှန်နေဆိုရင်တော့မှန်တဲ့အတိုင်းဝန်ခံလိုက်ဖို့ပဲရှိတယ်ဝမ်းသာနေဖို့မဟုတ်ဘူးလို့အဲ့တော့ဝမ်းသာခြင်းနဲ့စိတ်ဆိုးခြင်းလူတွေဟာလောကဓာတ်နဲ့တွေ့လာလို့ရှိရင်ကျေနပ်ခြင်းနဲ့မကျေနပ်ခြင်းဆိုတာနှစ်ခုလာမှာပဲကိုယ့်ကိုပြပြောရင်မကျေနပ်ဘူးကိုယ့်ကိုချီးမွမ်းရင်ကျေနပ်တယ်အဲ့ဒီလိန္ဒာပတန္တာကဲ့ရဲ့ခြင်းနဲ့ချီးမွမ်းခြင်းနှစ်ခုလာလို့ရှိရင်လိုက်နာရမယ်ကျင့်စဉ်တစ်ခုကိုမြတ်စွာဘုရားဟောကြားဆုံးမှာအဲ့ဒီကျင့်စဉ်ကိုဘုရားဘာသာဝင်တွေဟာမိမိတကိုယ်ဒီစိတ်နှလုံးအေးချမ်းမှုအတွက်လည်းပဲဒီတိုင်းလိုက်နာမိမိတို့ရဲ့ society လူအတိုင်းဝိုင်းကြီးတစ်ခုလုံးငြိမ်းချမ်းမှုလေလူတိုင်းဟာဒီတိုင်းလိုက်နာမယ်ဆိုရင်စိတ်နှလုံးအေးချမ်းမှုနဲ့မှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်မှာသိချာဒါဟာဘုရားအဆုံးအမအစစ်ပဲဖြစ်တယ်နော်ရသော်ဘုရားရဲ့အဆုံးအမဖြစ်တယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့အကောစီမံအဝတိမံစိနိမံအဟာတိမေဒီကောင်ငါဆဲသွားတယ်ငါ့ကိုဆဲတယ်ငါ့ကိုရိုက်နေတယ်ပုတ်ခတ်တယ်ငါ့ကိုအနိုင်ကျင့်တယ်အဲ့ဓာတွေကိုစိတ်ထဲမှာတင်းမှတ်ထားပြီးတော့လက်စားချေဖို့ကြိုးစားမဲ့ဆိုရင်ဘယ်တော့မှမဆုံးနိုင်တဲ့ကြံမွဲကြီးပဲဖြစ်မှာဖြစ်တယ်ငြိမ်းချမ်းမှုဆိုတာရမှာမဟုတ်ဘူးငြိမ်းချမ်းမှုရဖို့ဆုတောင်းနေကြလည်းမလိုဘူးလက်တွေ့ကျင့်သုံးမှုဟာအဓိကကြတယ်လို့သူဆိုတာဒါမြတ်စွာဘုရားရဲ့အဆုံးအမတရားပါအဲ့ဒါတွေကိုတတိထားပြီးတော့မိမိတို့ကိုယ်တွေ့လိုက်နာကျင့်သုံးဘယ်ကနေစလိုက်နာကျင့်သုံးလဲလို့ဆိုလို့ရှိရင်မိမိတို့ရဲ့လူမှုအတိုင်းဝိုင်းထဲမှာလူ society ထဲမှာ family လို့ခေါ်တဲ့မိသားစုတစ်ခုပါအသေးဆုံး society လေးတစ်ခုပဲเนาะကိုမိသားစုထဲမှာ3ယောက်ရှိရင်3ယောက်4ယောက်ရှိရင်4ယောက်အဲ့ဒီမိသားစု family society လေးကိုကြည့်အဲ့ဒီမိသားစုလေးတူနဲ့တူဆက်ဆံရေးကစပြီးတော့လေ့ကျင့်ပြီးတော့ကြည့်မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းတို့တွေလိုက်နာမယ်အဲ့ထဲမှာမိသားစုလေးတစ်ခုမှဆိုရင်အမေလို့သူရှိတယ်အဖေလို့သူရှိတယ်သားရှိမယ်သမီးရှိမယ်ဆိုပါစို့ဆိုင်ရာမိဘနဲ့သားသမီးဆက်ဆံရေးမှန်ကန်တဲ့ဆက်ဆံရေးနဲ့ဆက်ဆံပြီးတော့မိဘကလည်းသားသမီးပေါ်မှာစိတ်နေသဘောထားမှန်ကန်ဖို့သားသမီးကလည်းမိဘပေါ်မှာစိတ်နေသဘောထားမှန်ကန်ဖို့ညီကိုမောင်နှမအချင်းချင်းလည်းစိတ်နေသဘောထားမှန်ကန်ဖို့အိမ်တော်ဘက်အချင်းချင်းမိဘနှစ်ဦးကလည်းစိတ်နေသဘောထားမှန်ကန်ပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမတရားအတိုင်းလိုက်နာမယ်ဆိုရင်ပြဿနာတက်เสียတခုမှမရှိဘူးပြဿနာတက်တာဟာမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းမလိုက်နာနိုင်လို့သာပြဿနာတက်တာဖြစ်တယ်ပေါ့မေတ္တာကရုဏာမုဒိတာဥပေက္ခလို့ခေါ်တဲ့အကျိုးစီးပွားကိုလိုလားတဲ့မေတ္တာကိုအခြေခံပြီးကိုယ်မိသားစုလေးကစပြီးငြိမ်းချမ်းအောင်ကိုယ်မိသားစုလေးကစပြီးငြိမ်းချမ်းရအောင်ကြိုးစားမှာဖြစ်တယ်မိသားစုတိုင်းငြိမ်းချမ်းသွားပြီဆိုရင်
အဲ့ဒီမိသားစုတွေစုပေါင်းနေတဲ့ရက်ွက်ကြီးဟာငြိမ်းချမ်းမှာအဲ့ဒီမိသားစုတွေနေထိုင်တဲ့မြို့နယ်တစ်ခုဟာငြိမ်းချမ်းမှာမိသားစုတွေနေထိုင်တဲ့ရွာတစ်ရွာဟာငြိမ်းချမ်းမှာမိသားစုတွေနေထိုင်တဲ့ရက်ွက်ပေါင်းများစွာရှိတဲ့မြို့ကြီးဟာလည်းငြိမ်းချမ်းတိုင်းဒေသကြီးတို့ပြည်နယ်တို့ဆိုတာလည်းငြိမ်းချမ်းသွားမှာနောက်ဆုံးမှာအဲ့ဒီလိုငြိမ်းချမ်းသာရတဲ့လူအဖွဲ့အစည်းတွေနဲ့တည်ထောင်ထားတဲ့နိုင်ငံကြီးတစ်နိုင်ငံလုံးကလည်းငြိမ်းချမ်းပါပဲအဲ့တော့မငြိမ်းချမ်းတဲ့လူတွေမငြိမ်းချမ်းတဲ့စိတ်ဓာတ်တွေနဲ့တိုင်းပြည်ကိုနေထိုင်ကြမယ်ဆိုရင်ငြိမ်းချမ်းရေးဆိုတာမျှော်လင့်စရာမရှိဘူးမျှော်လင့်လို့မရနိုင်ဘူးဒါကိုလည်းတတိထားကြရမှာဖြစ်တယ်အဲ့ဒီလိုဘဝခရီးကိုရှောက်လန်းတဲ့အခါမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းအမှန်ကန်ကိုသိရှိနားလည်ပြီးတော့လုံးတဲ့နာနဲ့မလုံးတဲ့နာခွဲခြားသိပြီးမလုံးတဲ့နာကိုရှောင်ရှားလို့လုံးတဲ့နာကိုလုံးကြမြတ်ဗုဒ္ဓရဲ့ဆုံးမတရားတော်တွေဟာလုံးတဲ့နာနဲ့မလုံးတဲ့နာခွဲခြားဟောတာဖြစ်လို့အေးတူတယောက်ကကိုယ်ကိုရှုံချလာတဲ့အနိုင်ကျင့်လာတယ်ဘယ်လိုစိတ်ထားရမလဲတူတယောက်ကကိုယ်ကိုမြောက်ပင့်ပြောဆိုလာတယ်ဘယ်လိုစိတ်ထားရလောကရန်မုန်တိုင်းနေနဲ့တွေ့လာလို့ရှိရင်စိတ်ဓာတ်ကိုဘယ်လိုကြံ့ခိုင်အောင်ထားရမယ်ဆိုတဲ့တူထီးကစပြီးတော့လေ့ကျင့်သွားမယ်ဆိုလို့ရှိရင်တော့မငြိမ်းချမ်းတဲ့နေရာမငြိမ်းချမ်းတဲ့မိသားစုမငြိမ်းချမ်းတဲ့ဒေသဆိုတာရှိမှာမဟုတ်ပါဘူးအားလုံးဟာငြိမ်းချမ်းသာရတော့မှာဖြစ်ပါတယ်အဲ့တော့လိုက်နာจิตသုံးမှုကပို့ပြီးတော့အဓိကကြမြတ်စွာဘုရားရဲ့ဆုံးမတိုင်းလိုက်နာจิตသုံးကြမှာဆူတောင်းနေလို့နဲ့ဘာတစ်ခုမှဖြစ်မှာမဟုတ်ဘူးဒါတော့ထင်ရှားတယ်ဆူတောင်းနေုံနဲ့ဘာတစ်ခုမှမဖြစ်ဘူးဆူတောင်းနေဆိုတာတူနဲ့တူဘသူမှဒီတာကြမှာမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ဟောထားတာရှိပါငြိမ်းချမ်းခြင်းလို့ရှိရင်ငြိမ်းချမ်းစေတတ်တဲ့အကျင့်ကိုကျင့်ပါဆူတောင်းနေလို့တော့မင်းရမှာမဟုတ်ဘူးတူနဲ့တူအစဉ်ပြေစေခြင်းအစဉ်ပြေတဲ့နိလန်းကိုကျင့်သုံးပါဆူတောင်းနေုံနဲ့တော့ဘာမှရမှာမဟုတ်ဘူးမြတ်စွာဘုရားကိုယ်တိုင်ကအသက်ရှည်ခြင်းသလားအသက်ရှည်ခြင်းရင်အသက်ရှည်ကြောင်းအကျင့်ကိုကျင့်ပါအသက်ရှည်ကြောင်းလမ်းစဉ်ကိုလိုက်နာစီးပွားဥစ္စာတိုးတက်ခြင်းသလားစီးပွားဥစ္စာတိုးတက်ကြောင်းအကျင့်ကိုလုပ်ပါအဲ့ဒီလိုမဟုတ်ဘဲနဲ့စီးပွားဥစ္စာတိုးတက်ပြရစေဖျားရှိသောနဘူးနဆာလုပ်နော်အဲ့ဒီလိုလုပ်လို့တော့ဘာမှရမှာမဟုတ်ဘူးစီးပွားတိုးတက်ခြင်းအကြောင်းကဘာလို့ကြိုးစားရမှာကိုယ်တိုင်ကြိုးစားကိုယ်တိုင်နည်းပညာတွေနဲ့ကျွမ်းကျင်မှုတွေနဲ့လုံးလုံးဝိရိယထုတ်ပြီးကြိုးစားအထောက်ရမယ်ကိစ္စဘယ်ကိစ္စပဲဖြစ်ဖြစ်အလုပ်လုပ်ခြင်းဟာဒါလည်းအဓိကကြအဲ့ဒါတွေကိုသတိထားပြီးတော့အမားပေါ်အမားထပ်ပြီးတော့မဆင့်စေဖို့အမားကိုအမှန်တရားနဲ့ဖယ်ရှားပစ်ပြီးအမှန်တရားမှန်တဲ့လမ်းကြောင်းကနေလိုက်မှသာလေမိမိတို့လိုချင်တဲ့ပန်းတိုင်ကိုရောက်မှာဖြစ်တယ်အဲ့ဒါလိုမဟုတ်ဘူးဆိုလို့ရှိရင်မှားရွေးတဲ့လမ်းစဉ်ထပ်ဆင့်ပြီးတော့မှားမယ်ဆိုရင်အမှားပေါ်အမှားဆင့်လို့ရှိရင်အမှန်တရားဟာပျောက်ကွယ်သွားဖို့ပဲရှိတယ်ပေါ့အေးမြတ်ဗုဒ္ဓရဲ့ဆုံးမတရားတော်တွေဟာဒီကနေ့ခေတ်မြန်မာနိုင်ငံမှာထင်ရှားပြီးတော့အလွယ်တကူဖတ်ရှုလေ့လာနိုင်တဲ့အနေအထားမျိုးကြားနာနိုင်တဲ့မှတ်သားနိုင်တဲ့အနေအထားမျိုးပဲရှိတယ်။ကျင့်သုံးဖို့ပဲလိုအပ်တယ်ဆိုတာ။ဤစနစ်တွေကအလုံးရှိတယ်လိုက်နာကျင့်သုံးဖို့ပဲလိုအပ်တယ်လို့ဆိုတာသတိထားကြဖို့ပေါ့နော်။တရားနာသောသူတော်စင်အပေါင်းကျမ်းမာချမ်းသာကြပါစေ။